ဘိုးလေးနဲ့အချိန်မှာတော့နာရူတိုကိုခါခါရှီကလာခေါ်သွားပြီးဟိုကာကဲအဆောင်အောင်ရှိမှာဂါမာဘော်နာတို့တာအဖရောက်နေကြတာကိုတွေ့လိုက်ရပါတယ်။ဂါမာကီချီကတခုခုကိုပြောဖို့လုပ်ပေမဲ့သူ့အဖေကဝင်တားလိုက်ပြီးအဲ့ကိစ္စကိုပြောဖို့ကသူတို့နဲ့မဆိုင်ဘူးလို့ဆိုလိုက်ပါတယ်။ဟိုကာကဲရုံငန်းထဲမှာတော့ဖူကာဆာကိုဖားဖိုးကြီးနဲ့အတူတခြားသူတွေလည်းရှိနေကြပြီးနာရူတိုကိုလည်းဂျီရာကြီးကကောင်လေးရဲ့ဟော့ကိန်းနဲ့ကလေးလာလို့မေးပါတယ်။နာရူတိုကတော့ဂျီရာကြီးကိုကောင်လေးတယောက်လို့ပြောနေရဲ့ဖားဖိုးကြီးကိုမကျေနပ်ပေမဲ့ဖူကာဆာကဂျီရာကြီးကိုပညာရှိတိုင်းတင်ပေးခဲ့တဲ့သူဖြစ်ပြီးမျိုးကိုတောင်ကဖားပညာရှိကြီးတယောက်ဖြစ်မှသိလိုက်ရပါတယ်။အဲ့ချိန်မှာပဲရုတ်တရက်ဖူကာဆာကဂျီရာကြီးကောင်လေးကတိုက်ပွဲဝင်ရင်းနဲ့ကြာဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့နာရူတိုလည်းနားမလည်နိုင်ဖြစ်သွားပြီးဘာတွေပြောနေရလဲဆိုတာကိုပြန်မေးပေမဲ့ကြံတဲ့သူတွေကတော့ကြိုသိထားတဲ့ပုံပေါ်ကြပါတယ်။အာကာဆုကီခေါင်းဆောင်ကပြင်ပလောကနဲ့အဆက်အသွယ်မရှိတဲ့မိုးရွာမှနေရဲဆိုတဲ့သတင်းကိုကြားတာနဲ့ဂျီရာကြီးကသူကိုယ်တိုင်သွားကြည့်ခဲ့တာဖြစ်ပြီးသူရဲ့ခေါင်းဆောင်ဖိန်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဖိန်းဆိုတဲ့သူကဂျီရာကြီးရဲ့ចောင်းသားတစ်ယောက်ဖြစ်နေပြီးသူ့ရဲ့နာမည်ကနာဂါတိုလို့ခေါ်ကြောင်းဖူကာဆာကူကပြောပြပါတယ်။အဲဒါကြောင့်ဆူနာတဲကလည်းညီညာစစ်ပွဲအတွင်းမှာတွေ့ခဲ့တဲ့ကလေးတွေကိုပြန်မမိသွားပြီးသူ့မှာရင်းနိုင်ငံရှိနေရလို့ဖူကာဆာကူကပြောလိုက်တာကြောင့်အားလုံးကအံ့အားသင့်သွားကြပါတယ်။အဲ့ဒါနဲ့မကသေးပဲရင်းနိုင်ငံပိုင်ဆိုင်သူက6ယောက်တောင်ဖြစ်နေပြီးဂျီရာကြီးကလည်းသူတို့ရဲ့လှုပ်ဝက်ချက်ကိုရှာနိုင်ခဲ့ပေမဲ့ဖိန်းရဲ့လေပင်းညစ်တာခံခဲ့ရတာကြောင့်စကားမပြောနိုင်တော့ပဲသူ့ရဲ့အမှားစကားကိုနောက်ကျောမှာရေးထားခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။နာရူတိုကတော့အဲ့နေရာကိုအဖွားလေးလွတ်လိုက်တာမလားလို့ဆူနာတဲကိုမေးနေရကြောင်းဆူနာတဲကလည်းဟုတ်တယ်လို့ပဲပြန်ပြောလိုက်ပါတယ်။သူ့ဆရာကိုဘာလို့အဲ့လိုအနေအများတဲ့နေရာကိုတယောက်တည်းလွတ်ဖို့မစင်မချင်းဆုံးဖြတ်လိုက်တာလဲလို့မေးနေရင်းနဲ့ပောက်ကွဲနေပေမဲ့ခါခါရှီကတော့ဟိုကာကဲရဲ့ခန်းစားချက်တွေကိုလည်းနာရူတိုကအားလုံးထပ်ပို့ပြီးအခုချိန်မှာနားလေတဲ့အကြောင်းပြောရင်းဝင်သားပါတယ်။ခန်းစားချက်တွေပြည့်နေနေတဲ့နာရူတိုကလည်းဆူနာတဲရှိရလှည့်ထွက်လာခဲ့ပြီးနှံဦးဆရာကြီးက9ယောက်မြောက်ဟိုကာကဲဖြစ်ခဲ့မယ်ဆိုရင်အဖွားလေးဆူနာတဲကိုအဲ့လိုစွန့်စားရတာမျိုးတွေဘယ်တော့မှလောက်ခိုင်းမှမဟုတ်ဘူးလို့ပြောရင်ထွက်သွားပါတယ်။ဆာကူရာကတားဖို့ကြိုးစားပေမဲ့လည်းဆူနာတဲကလွတ်ထားလိုက်ပါလို့ပြောလိုက်ပြီးဖူကာဆာကူကတော့နာရူတိုကဂျီရာရဲ့ဟော့ကိန်းနဲ့ကလေးဖြစ်ပါစေလို့ပဲသူဆူတောင်းတဲ့အကြောင်းပြောလိုက်ပါတယ်။နာရူတိုကတော့တယောက်တည်းထွက်လာရင်းနဲ့ဂျီရာကသူ့ကိုစစ်ခေါ်တိုင်းတင်ပေးခဲ့တဲ့အချိန်တွေဆရာတပည့်နဲ့ရောက်ခရီးထွက်ခဲ့ပုံတွေအတူတူဖြတ်တန်းခဲ့ရတဲ့အချိန်တွေနဲ့မေးဖျားလို့မရတဲ့အမှတ်တရတွေကိုစဉ်းစားရင်ဦးတည်ချက်မရှိတရွေ့ရွေ့ရှောက်လန်းလာခဲ့ပါတယ်။ဆူနာတဲကိုယ်တိုင်ကလည်းဂျီရာကတိတ်ဆုံးသွားပြီဆိုတဲ့သတင်းကိုဒီနေ့မှသိလိုက်ရတာကြောင့်သူတို့တွေပြောခဲ့ကြတဲ့စကားတွေကိုပြန်သတိရနေပေမဲ့လည်းဂျွာကိုကာကွယ်ရမယ့်ဟိုကာကဲတယောက်ဖြစ်နေတဲ့အတွက်ခန်းစားချက်တွေကိုမျိုးသိပ်ထားပြီးဖူကာဆာကူနဲ့စကားဆက်ပြောနေပါတယ်။ဖူကာဆာကူကမိုးရမှာဂျီရာဖမ်းခဲ့တဲ့နေညာတယောက်ကိုထည့်ထားတဲ့ဖားတဲ့သူဖိန်းတယောက်ရဲ့ခန္ဓာကိုယ်ပါရအောင်ယူလာနိုင်ခဲ့တဲ့အကြောင်းပြောရင်ထုတ်ပေးလိုက်ပါတယ်။နာရူတိုအတွက်တော့ဘယ်နေရာကိုပဲခြေဦးတက်ရသွားသူ့ဆရာနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပဲပြန်တွေ့နေရပြီးတစ်ဖက်မှာလည်းဆူနာတဲ့ရရင်းနိုင်ငံပါတဲ့ဖိန်းတယောက်ရဲ့အလောင်းကိုတက်ခွဲခန်းစီယူသွားပြီးစမ်းသပ်ဖို့လုပ်ကြပါတယ်။၃နှစ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာလေ့ကျင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ခရီးတူထွက်ခဲ့ကြပြီးတဲ့နောက်သူ့ကိုစားတဲ့တရက်တာမာလာအောင်လေ့ကျင့်ပေးခဲ့ရင်းနဲ့ဆရာတပည့်တယောက်ရဲ့တန်ရောစင်ကပို့ပြီးအမြင့်တွေ့လာခဲ့ပါတယ်။အဲ့လိုနဲ့ပဲသူအရွယ်ရောက်လာတဲ့အချိန်မှာလည်းလေ့ကျင့်ရေးကြောင့်စုပ်ပြဲနေတဲ့အင်ကြီးအစားအပြန်တင်စားငှက်တကောင်ကိုလိုက်ဖက်တဲ့အတောင်စုံနဲ့တက်ပေးခဲ့ပါတယ်။အမတ်တရားတွေကိုပြန်တွေးရင်တလဲချင်းရှောက်လာခဲ့တဲ့အချိန်မှာသူ့ရဲ့လက်ဦးဆရာတယောက်ဖြစ်တဲ့အီရူကာကလည်းမတွေ့ရကြပြီဖြစ်တာကြောင့်ရာမန်သွားစားဖို့ခေါ်ပေမဲ့စားချင်စိတ်မရှိတဲ့အတွက်ငင်းဆန်ပြီးထွက်ခဲ့လိုက်ပါတယ်။ဆူနာတွေကတော့ထုံးစံတိုင်းရှီကာမာရူကိုဝက်စာခေါ်တဲ့အဖွဲနဲ့အတူညာရင်းချင်းဂျီရာကြီးကခြံခဲ့တဲ့ဝက်စာကုတ်ကိုပေါ်ဖို့တာဝန်ပေးလိုက်ပါတယ်။ပြောပြီးပြီးချင်းထွက်သွားတဲ့ဆူနာတွေကိုဘာမှမသိရသေးတဲ့ရှီကာမာရူကသူမအားဘူးလို့ပဲပြောနေတဲ့အတွက်ဆာကူရာကဘာမှထပ်မပြောပဲလုပ်ပေးလိုက်ပါလို့ဝင်ပြောလိုက်ရပါတယ်။အရင်ထက်ပိုလာရဲဆိုတဲ့နှာဘူးဆက်ဆန်စကားတွေကိုနိုဟာကိုတစ္ဆာဖောက်ဖို့ကြိုးစားရတဲ့သူကိုယ်တိုင်တတ်မယ်လို့ပြောခဲ့တဲ့စကားလုံးတွေလောင်ကစားမှာအမြဲရှုံးတတ်တာကြောင့်သူတင်မဲ့ဘက်ကလောင်လို့ပြောရင်းနဲ့စနောက်ခဲ့တဲ့ပြောင်းချောအပြုတ်မှုတွေနဲ့ဘာကုန်းမှအလေးနဲ့မထားပဲပေါ်တော်ပုံစံနဲ့နေတတ်တဲ့ဂျီရာကြီးဆိုတဲ့ကောင်လေးအတွက်ဆူနာတဲကလည်းမျက်ရည်တွေခိုးကြနေပြီးအယူကောင်လိုစိတ်ထဲကနေပြောနေခဲ့ပါတယ်။အဲ့ချိန်မှာဘယ်တော့မှစီကားတဲ့ဘူးချင်းမရှိတဲ့အခန်းလေးတစ်ခုကလည်းပုံမှန်ထက်ပိုပြီးတိတ်ဆိတ်နေရကြောင်းရင်နှွေးထဲထားတဲ့အတင်စားရာမန်ဘူးလေးကိုထားခဲ့ပြီးနာရူတိုကအခန်းပြင်ကိုထွက်လာခဲ့ပါတယ်။ဇွာထဲမှာရှောက်သွားနေရင်းနဲ့လည်း24နာရီစတိုးဆိုင်တစ်ခုကနေနှစ်ခုခွဲလို့ရတဲ့ရေခဲချောင်းလေးဝယ်ခဲ့ပေမဲ့အတူစားပြီးမဲ့နောက်တစ်ယောက်မရှိတော့တာကြောင့်လက်ထဲမှာကင်ထိုင်းရင်းနဲ့ပဲတဖြည်းဖြည်းအရေးပြောလာခဲ့ပါတယ်။မြေပေါ်ကိုကျလာတဲ့ရေစက်တွေကလည်းရေခဲချောင်းကလာစီးကျလာတဲ့မျက်ရည်တွေလာခွဲခြားလို့မရပဲဖြစ်နေတဲ့အချိန်မှာနာရူတိုဆိုတဲ့အတန်တဲ့သူခုံနှန်းလေးစီကိုအီရူကဆန်ဆဲရရောက်လာပါတယ်။